အားလုံးပဲမင်္ဂလာပါခင်ဗျာနွေဦးတစ္ဆာ channel ကနေကြိုဆိုပါရစေဒီကနေ့2026ခုနှစ်မတ်လ23ရက်နေ့ညပိုင်းအတွက်သတင်းတွေကိုတင်ဆက်ပါမယ်ခင်ဗျာတင်ဆက်ဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီ DKB ကြားဖြန့်ဆိုင်လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ထိခိုက်ဒေဆုံးမှုတွေရှိတဲ့အကြောင်းနောက်ပြီးတော့မြိတ်လေတာစခန်းဌာနချုပ်ကိုတော်လှန်ရေးတပ်တွေကဒရုန်းနဲ့တိုက်ခိုက်တဲ့အကြောင်းဝင်းဝတပ်စခန်းသိမ်းတိုက်ပွဲမှာစစ်တပ်က90ကျော်တေဆုံးပြီးတော့ထွက်ပြေးစစ်သားတွေကို KNL ပူးပေါင်းတပ်တွေကလိုက်ပြီးရှင်းလင်းနေတယ်လို့ဆိုပါတယ်ခင်ဗျာနောက်ပြီးတော့စစ်တပ်ရိတ်ခါရင်တန်းနဲ့စစ်ကြောင်းဟာကြေးရွာတွေကိုတပ်တိုက်ဝင်ရောက်စီးနင်းနေပြီးတော့ဒီဂျိုင်ရိုကော်ပတာတွေနဲ့လည်းရွာတွေကိုဘုံကျဲတိုက်ခိုက်နေတယ်လို့ဆိုပါတယ်ဒီသတင်းတွေနဲ့ပြင်တခြားဒီစစ်တပ်နဲ့ SNA တပ်တို့မရှိကထောင်ရွာအထိဝင်ရောက်နေရယူပြီးတော့တိုက်ပွဲတွေဖော်ဆောင်လာတဲ့အကြောင်းလည်းတင်ပြပေးကြပါမယ်နောက်မိုးကုတ်မြောက်ဖက်ကြေးရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးနေတယ်လို့ဒီမိုးကုတ်အနောက်ပိုင်းမှာလည်းတိုက်ပွဲတွေကနေ့စဉ်ဖြစ်ပွားနေတဲ့အကြောင်းလည်းရှိပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့ကမ္ဘောဇဘဏ်စမှုပန်းချံမှာဒုတိယကြိမ်ဓမြတိုက်ခံရတဲ့အကြောင်းတွေအားလုံးစုစည်းပြီးတင်ဆက်ဖို့ပြင်ဆင်ထားပါတယ်ခင်ဗျာပထမဆုံးသတင်းအနေနဲ့တော့ကရင်ပြည်နယ်ကဒီ DKB ကြားဖြန့်ဆိုင်မှာလက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ကြားဖြတ်နေတည်ဆုံသွားတဲ့အကြောင်းနဲ့စတင်တင်ဆက်ပေးကြပါမယ်။ထိုင်းမြန်မာနယ်စပ်မြောက်ဦးမြို့တောင်ဘက်10မိုင်လောက်အကွာမှာဒီဖလူးဒေသမှာရှိတဲ့အွန်လိုင်းငွေလိမ်ကိုင်းကြားဖြတ်စိုက်ကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်တရုတ်နိုင်ငံသားအပါအဝင်တည်ဆုံထိခိုက်မှုတွေများတဲ့အကြောင်းဒေသခံတွေကပြောပါတယ်။ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်နယ်မြေဖလူးဒေသကျွန်းတော်တရုတ်ကြားဖြတ်စိုက်အတွင်းကိုဒီနေ့မနေ့9:20မိနစ်ကျော်ကစစ်တပ်ဘက်ကလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒေသခံမျိုးသားတဦးပြောတာကဆွဲတော်ကုန်း 4K ကော်ဗျူဟာကုန်းကနေပြီးတော့လှမ်းပစ်တာနှလုံးတောင်စိုက်တဲ့တဲ့ကိုကြတယ်ပထမတစ်လုံးကြပြီးတော့လူနာတွေဆွဲနေတဲ့အချိန်ထပ်ကြလာပြီးတော့ထပ်ပြီးထိတာလို့ပြောပါတယ်ခင်ဗျာ။အဲ့ဒီပစ်ခတ်မှုကြောင့်တေဆုံးထိခိုက်သူအရေအတွက်ကိုခုထိမသိရသေးပါဘူး။ဖလူးဒေသအတွင်းမှာကျန်းမာရေးဆောင်ရှောက်မှုပေးနေတဲ့စေကန်းတစ်ခုကတာဝန်ရှိသူတဦးကဆိုရင်ဒီမနေ့ဖြစ်ကြတာလူတွေအများကြီးထိကြတယ်တရုတ်တွေလည်းပါတယ်လူနာတွေကအများကြီးဝင်လာတယ်အရေးအတွက်တော့အတိအကျမသိရသေးဘူးလို့ပြောပြတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကလည်းဖလူးဆိုင်အတွင်းကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်2ဦးသေဆုံးလို့4ဦးဒဏ်ရာရရှိခဲ့ပါတယ်အဲ့ဒီပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာတပ်မ22တပ်မမှုကို DKB ဘက်ကကြက်သိန်း100ပေးပြီးတော့နောက်ထပ်မပစ်ဖို့ညှိနှိုင်းခဲ့တယ်လို့ကရင်နယ်ခြားစောင့်တပ် BGF အကြီးအရာရှိတဦးကပြောပါတယ်။ဒါပေမဲ့လည်းမြောက်ပြည်မြို့ပေါ်မှာပြီးခဲ့တဲ့ရက်ပိုင်းကစစ်တပ်လက်အောက်ခံတပ်တွေနဲ့ DKB တို့နှစ်ရက်ဆက်ပစ်ခတ်မှုတွေဖြစ်ပွားပြီးစစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဆရာဖကဗိုလ်ထိန်တေဆုံးခဲ့ပြီးတဲ့နောက်မှာဒီနေ့ဖလူးဒေသမှာရှိတဲ့ကြားဖြန့်ဆိုင်လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာဖြစ်ပါတယ်ခင်ဗျာနောက်မြိတ်လေတာစခန်းဌာနချုပ်ကိုတော်လိုင်းတပ်တွေကဒရုန်းနဲ့တိုက်ခိုက်တဲ့အကြောင်းဆက်ပြီးတင်ပြကြပါမယ်တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့တော်လိုင်းတပ်တွေနဲ့ရတပြည်သူတွေနေထိုင်တဲ့ဒေသတွေကိုဥတီပြီးတော့လေကြောင်းတိုက်ခိုက်တာတွေလုပ်လျက်ရှိနေတဲ့စစ်ကော်မရှင်တပ်ရဲ့မြိတ်လေတာစခန်းဌာနချုပ်ကိုတော်လိုင်းအင်အားစုတွေကဒရုန်းနဲ့တွားရောက်တိုက်ခိုက်ခဲ့တဲ့အကြောင်းသတင်းရင်းမြစ်တွေထံကနေသိရပါတယ်မတ်လ12ရက်ည7:00နာရီကျော်ကစပြီးတော့မတ်လ13ရက်မနေ့တနာရီဝန်းကျင်အထိမြိတ်မြို့အပြင်မှာရှိတဲ့မြိတ်လေတပ်စခန်းဌာနချုပ်ကိုတော်လိုင်းအင်အားစုစုပေါင်းတပ်တွေကဒရုန်းတွေနဲ့ဘုံ4ကြိမ်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တညတဲ့နဲ့4ကြိမ်တိတိချတယ်လေတပ်တဲ့အထိတိုက်ခိုက်မှုရှိတယ်အထိခိုက်ပျက်စီးရှိတယ်မြို့ကနေပြောတာကတော့လေတပ်အနီးနားဝန်းကျင်ကအိမ်တွေပါတုံခါသွားတယ်အတန်လဲအကျယ်ကြီးပဲလို့သိရတယ်တညလုံးဒရုန်းချတယ်ည7:00နာရီကနေည1:00နာရီကျော်အထိပေါ်လို့တနင်္သာရီတိုင်းတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုထားတာဖြစ်ပါတယ်အဲ့ဒီတိုက်ခိုက်ခံမှုကြောင့်မြိတ်လေတပ်အတွင်းမှာထိခိုက်ပျက်စီးမှုတွေရှိတဲ့အကြောင်းသတင်းရင်းမြစ်တွေကပြောပေမဲ့လည်းတိကျအတည်ပြုနိုင်တာတော့မရှိသေးပါဘူးခင်ဗျာတနင်္သာရီအတိုင်းအတွင်းမှာရှိတဲ့တရချောင်းဘလော့ဗုတ်ပြင်းမြို့တို့မှာအခုမတ်လပထမပတ်ကစလို့လေကြောင်းတိုက်ခိုက်ခံရတာတွေနေ့စဉ်နှိပါရှိနေပြီးတော့အများစုမှာမြိတ်လေတပ်စခန်းဌာနချုပ်ကတက်လာတဲ့လေရင်တွေနဲ့ဘုံကျဲတာဖြစ်တဲ့အကြောင်းတော်လိုင်းသတင်းရင်းမြစ်တွေပြောကြားချက်ရသိရပါတယ်ပြီးခဲ့တဲ့မတ်လ17ရက်နေ့ကမြိတ်တဝဲအမှတ်8ပြည်တော်သူလက်မကြီးပေါ်မှာရှိတဲ့ဝင်းဝစခန်းကိုတော်လိုင်းအင်အားစုပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာရှိပြီးတော့လက်ရှိမှာအဲ့ဒီဒေသတဝိုက်လေကြောင်းတိုက်ခိုက်တာတွေနဲ့အတူစစ်ရေးအခြေအနေတွေလည်းတင်းမာနေပါတယ်ခင်ဗျာတ
ဒါပြင်ပဲခူးတိုင်းတောင်ငူမြို့အခြေစိုက်ဂိတ်တုမတီလေတပ်ဟာလည်းမနေ့ကည7:08 မိနစ်အချိန်မှာ100 မမရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာမှာ18 လုံးပစ်ခတ်တဲ့အနက်73 လုံးကိုအောင်မြင်စွာပစ်ခတ်နိုင်ခဲ့တဲ့အကြောင်း Brave Warrior for Myanmar အဖွဲ့ကဆိုပါတယ်ခင်ဗျာအဲ့ဒီပစ်ခတ်ခံရမှုအတွက်ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့အခုချိန်ထိမသိရသေးပါဘူးခင်ဗျာတစ်ဆက်တည်းမှာပဲဒီဝင်းဝစကန်သိန်းတိုက်ပွဲမှာစစ်တပ်က90 ကျော်တေဆုံးပြီးတော့ထွက်ပြေးစစ်သားတွေကိုတော့ KNL ပူးပေါင်းတပ်တွေကလိုက်လာရှင်းလင်းနေတဲ့ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြကြပါမယ်။တနင်္သာရီတိုင်းတဲချောင်းမြို့နယ်အခြေစိုက်ဝင်းဝစစ်ကောင်စီတပ်စကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်90 ကျော်တေဆုံးခဲ့တဲ့အကြောင်းကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မ4သတင်းရင်းမြစ်ကပြောပါတယ်။ဝင်းဝစခန်းဟာကရင်မြို့သားစီယုံ KNU ထိန်းချုပ်နယ်မြေတမတ်ချက်အရဆိုရင်မြိတ်တဝဲခရိုင်တေချောင်းဒေသမြို့နယ်အတွင်းအမှတ်8လမ်းမမင်းတပ်ကြီးရွာမှာရှိတာဖြစ်ပါတယ်။ဝင်းဝတပ်စခန်းသိမ်းတိုက်ပွဲကို KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ကဖေဖော်ဝါရီပထမပတ်မှာစတင်ခဲ့တာဖြစ်ပြီးတော့တိုက်ပွဲတလကျော်အကြာမှာမတ်လ17 ရက်ညနေပိုင်းမှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အခုကထွက်ပြေးနေတဲ့စစ်ကောင်စီတွေကိုလိုက်ပြီးရှင်းလင်းနေတယ်ပြေးသွားတာအယောက်60 ကျော်ဖမ်းမိတာမရှိဘူးအကုန်လုံးပဲတည်ဆုံးတယ်တည်ဆုံးတာကအယောက်90 ကျော်တယ်လို့တပ်မ4သတင်းရင်းမြစ်ကပြောပါတယ်ဝင်းဝစကန်သိမ့်ပိုက်နိုင်တာကို KNU မြိတ်တဝဲခရိုင်ကမတ်လ12 ရက်မှာထုတ်ပြန်ခဲ့တာမှာစကန်သိမ့်တိုက်ပွဲဓာတ်ပုံဖော်ပြချက်အရဆိုရင်စစ်ကောင်စီထံကလက်နက်မျိုးစုံအလက်40 ကျော်50 နီးပါးသိမ့်ပိုက်ရရှိခဲ့တာတွေ့ရပါတယ်ခင်ဗျာစစ်ကောင်စီအနေနဲ့လည်းဝင်းဝစခန်းမကြဖို့လေကြောင်းပစ်ကူပေးတိုက်ခိုက်မှုတွေတောက်လျှောက်လှုပ်ဆောင်ခဲ့တယ်လို့မြေပြင်ကလည်းစစ်အင်အားဖြစ်တင်းတာတွေလှုပ်ဆောင်ပေမဲ့မအောင်မြင်ခဲ့ပါဘူးဝင်းဝစကန်သိန်းတိုက်ပွဲကိုကရင်လွတ်မြောက်ရေးတပ်မတော်ဗျူဟာ2ဦးဆောင်မှုနဲ့ KNL တပ်မ4တပ်ရင်း7တပ်မ6တပ်ရင်း29တပ်မ4အထူးကွန်မန်ဒိုတပ်ဖွဲ့ဗျူဟာ33လက်အောက်ခံ T5 တပ်ရင်းနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ဝင်းဝစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကတေဆုံးထိခိုက်တာတွေများတယ်လို့ KNL တပ်မ4ပူးပေါင်းတပ်ဘက်ကလည်းကြာဆုံးထိခိုက်တာတွေရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာနောက်ပသိမ်မုံရွာလမ်းပိုင်းမှာရောက်ရှိနေတဲ့စစ်တပ်ရိတ်ခါရင်နှန်းဟာဒီကြေးရွာတွေကိုဇက်တိုက်ဝင်ရောက်စီးနင်းနေတဲ့အကြောင်းဆက်ပြီးတင်ပြကြပါမယ်မကွေးတိုင်းပေါ့မြို့နယ်ပသိမ်မုံရွာလမ်းပိုင်းမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ရိတ်ခါရင်နှန်းဟာစစ်ကြောင်းဟာဒီကြေးရွာတွေကိုဇက်တိုက်ဝင်ရောက်စီးနင်းနေပြီးတော့စစ်တပ်လေဒီတွေကလည်းရွာတွေကိုဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတဲ့အကြောင်းစိတ်ဖြူပျောက်ကြားတကူတော်ကြားသူပြည်သူ့ကာကွယ်ရေး LDF ကကိုကြားသူကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုထားပါတယ်။မလ9 ရက်နေ့ကနေပြီးတော့ပခုတ်ကူတပ်မ101ကစတင်ထွက်ခွာလာတဲ့ကားစီးရေ150 ကျော်ပါအကြမ်းဖက်စစ်တပ်ရိတ်ခါရင်နှန်းဟာပကံညောင်ဦး6လမ်းပိုင်းကနေတဆင့်စိတ်ဖြူမြို့နယ်ကပ္ပစ22စက်ယုံကိုရောက်ရှိလာပါတယ်။ဒီမလ10 ရက်နေ့မှာရင်နှန်းဟာပေါ့မြို့နယ်ကိုဝင်ရောက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ရင်တန်းဟာပသိမ်မုံရွာလမ်းပိုင်းမှာရောက်ရှိနေပြီးတော့ရင်တန်းနဲ့အတူလိုက်ပါလာတဲ့စစ်ကြောင်းကလည်းလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ကြေးရွာတွေကိုဇက်တိုက်ဝင်ရောက်စီးနင်းကပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူနေတဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာဒါ့အပြင်အကြမ်းဖက်စစ်တပ်ရဲ့ကပ္ပစ22ကတက်လာတဲ့စစ်တပ်လီဒီတွေကလည်းကြေးရွာတွေကိုနေ့စဉ်ဘုံကျဲတိုက်ခိုက်နေပြီးတော့ဘုံကြီးကျောင်းနဲ့နေအိမ်တွေပါပျက်စီးတာတွေရှိပေမဲ့လည်းပြည်သူတွေထိခိုက်မှုမရှိတဲ့အကြောင်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာကပ္ပစ24ကိုဥတီနေပေမဲ့လည်းဘယ်နေရာကိုဆက်လက်ထွက်ခွာမယ်ကိုဒီအတိမပြုတ်နိုင်သေးဘူးလို့လည်းသိရပါတယ်ခင်ဗျာ။စစ်ခွေးရိတ်ခါတန်းကပသိမ်မုံရွာလမ်းတစ်ဝက်မှာပဲရှိသေးတယ်။ပေါက်စိတ်ဖြူလမ်းဆုံးတောင်မရောက်သေးဘူး။သူတို့ဥတီနေတာတော့ကပ္ပစ24ကိုဥတီတယ်ပြည်သူတွေလည်းဆက်လက်တင်းရှောင်နေရတော့မဲ့နောက်ပြီးစစ်တပ်လီဒီတွေကလည်းဇက်တိုက်ကိုလေကြောင်းတက်ခိုက်နေတယ်လို့စိတ်ဖြူပျောက်ကြားတကူတော်ကြားသူပြည်သူ့ကာကွယ်ရေး LDF ကကိုကြားသူကပြောတာဖြစ်ပါတယ်။အဲ့ဒီကားစီးရေ150 ကျော်ပါတဲ့ရင်နှန်းဟာပသိမ်မုံရွာလမ်းပိုင်းတစ်လျှောက်ရှိပေါ့မြို့နယ်တောင်ပိုင်းကျေးရွာတွေအတွင်းကိုစစ်ကြောင်းထုတ်ဝင်ရောက်နေလို့လက်ရှိအချိန်မှာစိတ်ဖြူပေါက်လမ်းဘေးနဲ့ပသိမ်မုံရွာလမ်းဘေးတစ်လျှောက်မှာရှိတဲ့ကျေးရွာပေါင်း20လောက်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဘေးလွတ်ရာကိုဆက်လက်ထွက်ပြေးတင်းရှောင်နေကြရဆဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ဒါပြင်လက်ရှိအချိန်မှာလည်းကျန်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေစစ်ရေးတင်းမာနေတာကြောင့်ပြည်သူတွေသတိပြုသွားလာကြဖို့နဲ့လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့ဒေသတွင်းတော်လိုင်းအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားကြပါတယ်ခင်ဗျာ။
နောက်သတင်းကတော့စစ်တပ်နဲ့ SNA ပြည်သူ့စစ်တပ်တို့ဖားကမရှိကထောင်ရွာအထိဝင်ရောက်နေရာယူပြီးတော့တိုက်ပွဲတွေဖော်ဆောင်လာတဲ့အကြောင်းတင်ပြပါမယ်။ဖားကမရှိကထောင်ကျေးရွာနောက်ဖက်ချက်မှာတိုက်ပွဲဖော်ဆောင်နေတဲ့စစ်ကောင်စီတပ်နဲ့ရှမ်းနီ SNA ပြည်သူ့စစ်အဖွဲ့တွေကမရှိကထောင်ကျေးရွာရက်ကွက်တွေအတင်းထိစစ်ရေးလှုပ်ရှားလာပြီးတော့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေခက်ဆိတ်ဆိတ်ဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာ။စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းပိုင်းကနေပြီးတော့မရှိကထောင်စုတောင်းကုန်းတလျှောက်ကိုသိမ်းပိုက်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးတော့ဒီထိုးစစ်ဆင်တိုက်ခိုက်နေတာတလကျော်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းစုတောင်းကုန်းအထက်ပိုင်းမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေနေရာယူထားပြီးတော့ခုခံတိုက်ခိုက်နေတာကြောင့်စစ်ကြောင်းထိုးတက်လို့မရပဲလက်ရှိမှာမရှိကထောင်ကျေးရွာအတွင်းထိစစ်ရေးလှုပ်ရှားလာတာဖြစ်ပါတယ်။ဒါ့အပြင်မရှိကထောင်ကျေးရွာမှာနေရာယူပြီးစစ်ရေးလှုပ်ရှားနေတဲ့စစ်တပ်နဲ့အဲ့ဒီပြည်သူ့စစ်အဖွဲ့တွေဟာနေအိမ်တွေကိုဖောက်ထွင်းပြီးတော့တံပိုးရှိအိမ်တွင်းပစ္စည်းတွေကိုခိုးယူတာတွေလည်းဆက်ပြီးလုပ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာမရှိကထောင်အနောက်ဘက်ခြမ်းတိုက်ပွဲစတင်ပြင်းထန်လာခြင်း KBC စုတောင်းကုန်းပတ်လည်နေထိုင်ကြတဲ့အိမ်တော်စု90လောက်ကပြည်သူတွေကတော့လုံခြုံရေးအတွက်စိုးရိမ်ပြီးတော့ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။ပြည်သူတွေများပိုင်နေအိမ်ဆုံးခွာပြီးထွက်သွားပြီးတဲ့နောက်မှာစစ်တပ်ကရွာထဲဝင်ရောက်ခွင့်ကိုထပ်မံပိတ်ဆို့လိုက်ကနေအိမ်အတွင်းကကြောက်စိမ့်တုံးကြောက်စိမ့်တူးဖော်ရာမှာအုံပြုတဲ့စက်ရန်တရားအသေးစားတွေနဲ့ကြောက်မီးသွေးတွေကိုပါခိုးယူမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ဖက်ကမရှိကထောင်နောက်ဖက်ချမ်းမှာဖြစ်နေတဲ့တိုက်ပွဲဟာပြီးခဲ့တဲ့ဖေဖော်ဝါရီတလလုံးနှစ်ဖက်တက်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့အခုမတ်လအတွင်းမှာနိုင်ငံငြိမ်သက်သွားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနှစ်ဖက်တိုက်ပွဲတွေငြိမ်သက်တယ်လို့ရှိပေမဲ့တရက်ချာနှစ်ရက်ချာထိတွေ့တိုက်ပွဲတွေဆက်ရှိနေတယ်လို့ဖက်ကဗျူဟာကုန်းကနေလက်နက်ကြီးပစ်ခတ်တာတွေကတော့ပုံမှန်လုပ်နေတယ်လို့နောက်ထပ်ဖကဒေသခံမျိုးသားတူကပြောပြပါတယ်။လက်ရှိစစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေက KBC စုတောင်းကုန်းအောက်ခြေရင်တဝိုက်မှာနေရာယူထားကြပြီးတော့KIA နဲ့ PDF တပ်ဖွဲ့တွေကတော့တောင်ကုန်းအပေါ်ဘက်မှာရှိကအပြန်အလှန်စောင့်ကြည့်နေတဲ့အခြေအနေဖြစ်နေတယ်လို့လည်းဆိုပါတယ်။တရင်ရင်းမြစ်တွေပြောဆိုချက်အရဆိုရင်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေတဲ့ကာလအတွင်းတိုက်ပွဲမဖော်ဆောင်ဖို့ပြည်သူတွေကတောင်းဆိုထားတာတွေရှိတာကြောင့်တိုက်ပွဲနိုင်ငံငြိမ်သက်နေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။နောက်စစ်ကောင်စီတပ်တွေဟာ2026ခုနှစ်ဇန်နဝါရီလကုန်ပိုင်းလောက်ကနေပြီးတော့ KIA နဲ့ PDF တွေထိန်းချုပ်ထားတဲ့စိုင်းတောင်ဝေခါတာမခန်ကျေးရွာတွေဘက်ကိုဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ဖို့ကြိုးပမ်းလာတာဖြစ်ပြီးတော့မရှိကထောင်နောက်ဖက်ချမ်းကနေတိုက်ပွဲတွေဖော်ဆောင်လာတာဖြစ်ပါတယ်ခင်ဗျာ။နောက်မိုးကုတ်မြို့ရဲ့စီးရေးအခြေအနေကိုဆက်ပြီးတင်ပြကြပါမယ်။မန္တလေးတိုင်းမိုးကုတ်မြို့နယ်နောက်ဖက်မှာရှိတဲ့ကျေးရွာတွေကိုစိုးမိုးထိန်းချုပ်နိုင်ရေးအတွက်အာဏာသိမ်းစစ်တပ်ကလေကြောင်းဒရုန်းနဲ့လက်နက်ကြီးတွေအသုံးပြုပြီးတော့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတယ်လို့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်ခင်ဗျာ။မိုးကုတ်မြို့မြောက်ဘက်မှာရှိတဲ့ကျေးရွာတွေဘက်စစ်ကြောင်းထိုးတဲ့စစ်အုပ်စုဟာအရမပေါ်တာဆွဲစုတောင်းထားတဲ့စစ်သားတစ်တွေကိုအင်အားအများပြအသုံးပြုနေပြီးတော့လက်ရှိမှာအင်းချောင်းနဲ့ပြောင်ခေါင်စတဲ့ကျေးရွာတွေထိဝင်ရောက်လာနိုင်ပြီဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကြောင်နဂါကျေးရွာအနီးမှာစစ်တပ်နဲ့တော်လှန်ရေးတပ်တို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးတော့စစ်တပ်ကအသေးပြောက်များတယ်လို့မိုးကုတ်ဒေသခံတချို့ကဆိုပါတယ်။တစ်ချိန်တည်းမှာပဲမိုးကုတ်နောက်ပိုင်းမှာလည်းတိုက်ပွဲတွေနေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်နေပြီးတော့မတ်လ9ရက်ကမိုးကုတ်ချက်ပင်မြို့ခေါင်းဦးပါရက်ကွက်ထဲကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တယ်လို့လည်းဒေသခံမျိုးသားတူကပြောပါတယ်။ဖေဖော်ဝါရီလဒုတိယပတ်ကစပြီးတော့မိုးကုတ်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျောက်စင်ဘော်မာဒေသမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးချက်ပင်ရဲစခန်းတဲကနေစစ်တပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့နေ့စဉ်ရန်ကပစ်ခတ်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။အဲ့ဒီကျောက်စင်ဘော်မာဒေသဟာစီရရအချက်ချာကြပြီးတော့မိုးကုတ်မိုးမိတ်မန္တလေးနဲ့ရှမ်းပြည်မြောက်ပိုင်းကိုဆက်သွယ်နိုင်တဲ့အဲ့ဒီဒေသကိုထိန်းချုပ်နိုင်ဖို့အတွက်စစ်တပ်ကတပ်မ33နဲ့တပ်မ55ပူးပေါင်းပြီးအချိန်ဟုန်နဲ့ထိုးစစ်ဆင်နေတယ်လို့မိုးကုတ်အရှိပိုင်းဒေသခံတူကပြောပါတယ်။မိုးကုတ်မြို့ကို132ကွန်စစ်စင်ရေးဒုတိယအပိုင်း2024ခုနှစ်ဇွန်လကုန်မှာတန်တက် DNL နဲ့တော်လိုင်းမဟာမိတ်တပ်ပေါင်းစုတွေသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။တရုတ်ကချင်းချောက်အကြက်ကင်တာကြောင့်2025ခုနှစ်နိုဝင်ဘာမှာမိုးကုတ်နဲ့မိုးမိတ်မြို့ပေါ်တွေကို DNL ကစစ်အုပ်စုထံပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရတာဖြစ်ပါတယ်။မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်အစပ်မိုးကုတ်မိုးမိတ်ဒေသမှာဇန်နဝါရီလနဲ့ဖေဖော်ဝါရီလ2လတာအတွင်းတိုက်ပွဲ18ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဘက်က21ယောက်သေဆုံးကတုံ့ပန်းတချို့ဖမ်းဆီးရမိခဲ့တယ်လို့
NUG ကဖေဖော်ဝါရီလ28မှာသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့ကကမ္ဘောဇဘဏ်ဓမြတိုက်တဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ်မန္တလေးမြို့ပြည်ကြီးတကွန်မြို့နယ်မှာရှိတဲ့ကမ္ဘောဇဘဏ်ခွဲတစ်ခုကိုဒီကနေ့နေ့လယ်ပိုင်းမှာလက်နက်ကင်ဆောင်ထားတဲ့မြို့သားနှုတ်ဝင်ရောက်ဓမြတိုက်သွားတဲ့အကြောင်းဒေသခံပြည်သူတွေကပြောဆိုကြပါတယ်ခင်ဗျာမလ23ရက်နေ့ဒီကနေ့နေ့လယ်3:15မိနစ်ဝန်းကျင်မှာပြည်ကြီးတကွန်မြို့နယ်ကြားရက်ကွက်134လမ်းနဲ့135လမ်းကြားမှာရှိတဲ့ရန်ကုန်မန္တလေးလမ်းမကြီးပေါ်မှာရှိတဲ့အမှတ်42ကမ္ဘောဇဘဏ်ခွဲစက်မှုပန်းချံကိုဒီလက်နက်ကင်ဆောင်ထားတဲ့နှစ်ဦးရောက်လာပြီးတော့ဓမြတိုက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်မျက်မြင်သက်သေတွေရဲ့အဆိုအရဓမြတိုက်သူတွေမှာစကူပီအမျိုးသားဆိုင်ကယ်မဲရောင်ကိုစီးလာပြီးတော့ဂျင်းပေါင်းပြီးအပြာနဲ့ဖလန်တဲ့အင်ကြီးဝစ်ဆင်ထားတဲ့အကြောင်း၎င်းတို့ကငွေတွေကိုဆာလာအိတ်နှစ်အိတ်နဲ့ထည့်သွင်းယူဆောင်သွားတဲ့အကြောင်းထွက်ပြေးလွတ်မြောက်သွားတဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာတနက်နဲ့လက်ပါတဲ့နေကင်းကြောင်တောင်ကြီးကိုရဲရဲတင်းတင်းဓမြဝင်တိုက်သွားတာဆာလာအိတ်နှလုံးနဲ့ငွေတွေအပြည့်ယူသွားတာပဲလို့ဒေသခံတို့ကပြောပါတယ်အဲ့ဒီကမ္ဘောဇဘဏ်စက်မှုကြံဟာအရင်က2022ခုနှစ်ဇူလိုင်လ15ရက်နေ့ကလည်းငွေကျပ်3800နီးပါးဓမြတိုက်ခံရပြီးအခုခါဒုတိယအကြိမ်မြောက်ဓမြတိုက်ခံရတာဖြစ်ပါတယ်လက်ရှိမှာဓမြတိုက်ခံရမှုနဲ့ပတ်သက်ပြီးဆုံးရှုံးသွားတဲ့ငွေကြေးပမာဏအသေးစိတ်နဲ့ဖြစ်စဉ်အပြည့်စုံကိုအခုချိန်ထိမသိရသေးပါဘူးခင်ဗျာမလ23ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစစ်အာဏာရှင်ဖိနှိပ်မှုအောက်ကနေပြီးတော့အမြန်ဆုံးလွတ်မြောက်ကြပါစေခင်ဗျာ